မောင်နှမ9ယောက်ရှိတယ်2ယောက်ကတော့အမြဲတမ်းအဆက်အသွယ်ရှိတယ်ကျန်တဲ့3ယောက်ကတော့အဆက်အသွယ်မရှိဘူးခေါ်လည်းမခေါ်ဘူးပြောလည်းမပြောဘူးလေလည်းမလေဘူးနော်နေတူးနေမြက်လည်းမပြောဘူးကျမ်းမာလည်းမပြောဘူးဒီမကောင်းလည်းမပြောဘူးအဲ့ဒီလိုဖြစ်နေတဲ့3ယောက်ကအေးသလားပူသလားကြံတဲ့လူကမသိဘူးဒါပေမဲ့သူတို့ကအားလုံးကမောင်နှမတွေပါပဲဒါပေမဲ့2ယောက်တော့သူကကျတော့ဈေးသွားလဲအမကြီးဘာမှမလဲဈေးသွားမလို့ပြင်သွားမလို့အကိုကြီးဘာမှမလဲအိုးခွဲစားတယ်ဆိုပေမဲ့ခေါ်ပြောထူးထူးမေထူးထူးနဲ့သွားကြတဲ့အခါမှာဟင်းကောင်းချက်တဲ့အခါမှာနားအမြဲတမ်းတိမ်လုံးနဲ့တမင်းစားကျွေးခေါ်ကျွေးနိုင်တာမဟုတ်ဘူးဒီတစ်ခွက်လောက်တစ်ခွက်စာလောက်တယောက်စာလောက်လေးတစ်ခွက်လေးတော့ပို့လိုက်မယ်ဆိုတာမျိုးလေးနဲ့သူတို့ကတစ်ခါတလေငါတို့ကဒီချန်စီယိုလေးဝိုင်းကာမယ်ဆိုတော့ဥပကကလေးတွေကြောင်းပေးတဲ့ချိန်ဒီဘက်မှာစုကာလိုက်ဆိုပတ်စံ5,000တောင်းကုန်တဲ့နေရာဟိုလက်ဖေးလေးဝယ်အေးလေးဝယ်9,000 လောက်ပဲကုန်တာနဲ့ကာဖြစ်သွားရောဆိုတော့ကြီးမမအကျိုးမပြုဘူးမဲ့တိမမလေးနဲ့တယောက်ကိုတယောက်ဘာလဲဆိုတော့ဟိုဖေးမပြီးတော့အကူညီဖြစ်နေတာအကူညီရတယ်ကျွန်တော်ဖျားခင်နဲ့အများရန်တီးတွေ့ပြီးတော့เนาะအသေးမော်နဲ့ပတ်သက်ပြီးတော့စုပြီးတော့ဖျားရှိခိုးတာမျိုးပဲဖြစ်ကိုယ့်ရဲ့တယောက်တည်းဖျားနဲ့အဆက်အသွယ်ရှိနေတဲ့ဟာမျိုးကကွာခြားချက်တော့အရင်ရှိပါတယ်เนาะဒီနေ့ကျွန်တော်ပြောချင်တဲ့ခေါင်းစဉ်လေးကတော့ဖျားသခင်ဟာကျွန်တော်ရဲ့ GPS ဖြစ်တယ်အဲ့လေးကိုပြောချင်ပါတယ်ဖျားသခင်ကကျွန်တော်တို့ရဲ့ဘာဖြစ်ရမလဲ GPS ကျွန်တော်တို့ကမတော့ဘူးအိမ်ရှိထိရောက်သွားမယ်သူကလမ်းညွှန်ပေးတာပေါ့နော်ဟုတ်တယ်ဒီ GPS ကပေါ့နော်ဟိုဒီပညာအထောက်အကူပြုလို့ဖြစ်တဲ့အတွက်အရန်ကိုပါပြီးတော့အသုံးတဲ့တယ်ပေါ့နော်အသုံးတဲ့တယ်ပေါ့အမင်းရဲ့နီးနားမှာတဲ့ coffee ဆိုင်လေးရှိပါတယ်တဲ့တော့ပေါ့ကျွန်တော်တို့ကဒီဖုန်းတွေကိုကျွန်တော်တို့ကဗာလဲUnicode ဒါကျွန်တော်တို့ကပြောင်းထားမယ်ဆိုရင်ပေါ့နော် setting ထဲမှာ bathers ကားထဲမှာ Unicode ကျွန်တော်ထည့်ထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့အနီးနားမှာရှိတဲ့ sign တွေပေါ့နော်ဥပမာပေါ့မင်းကဘန်အောင်ရှာချင်တာလားစားတောက်ဆိုင်အောင်ရှာချင်တာလားရက်ဆိုင်အောင်ရှာချင်တာလား coffee ဆိုင်အောင်ရှာချင်တာလားအဲ့တော့ကျွန်တော်တို့ကတကူးတကဟိုလူမေးဒီလူမေးလမ်းလျှောက်ပြီးခြေထောက်ညောင်းခံပြီးလျှောက်သွားကြမလို့ပေါ့နော်ထိုင်ရနဲ့ကြည့်လိုက်ရင်အော်ဒီနားလေးမှာဒီဆိုင်ရှိဒီနားလေးမှာဈေးဆိုင်လေးရှိတယ်ဒီနားလေးမှာကုန်စုံဆိုင်လေးရှိတယ်တိတ်အဆင်ပြေတာကျွန်တော်ဗာလဲ GPS မတုံးတက်ခင်တော့တောင်းကိုကျွန်တော်စိုက်ကယ်နဲ့သွားဘူးလေနေပြီးတော့ကြောင်းတောင်းဝေးလိုက်မှဝေးသလားမမေးနဲ့နော်စိုက်ကယ်ကလည်းဒီပါကုန်နေပြီနေတယ်လို့ထင်ရတယ်နော်သူတက်နိုင်တယ်လို့သူပတ်ပြေးနေတာဒီပါဆုံးတိဆိုပြေးနေတာတော့ဂီယာတွေလည်းလို့ဂီယာတွေလည်းထိုးကြည့်လဲထိုးလို့လည်းမရတော့ဘူးနံပါတ်4ပဲရှိတော့ဂီယာလည်းလိုနေတယ်လို့လီပါလည်းကျိုးရှည်ဖို့ဆွဲဖို့လိုအပ်တယ်လို့ခံစားရဝေးပြေးလာမှာဒါပေမဲ့ရောက်တော့တဲ့အခါမှာဆရာကြီးတဲ့ဟိုကခေါင်းတီးလုံးပုံစံရှိလိမ့်မယ်တောင်းဝင်လာနဲ့နော်တောင်းဆိုင်ဖို့ယူလာနဲ့ခေါင်းတီးလုံးပုံစံတွေ့လိမ့်မယ်အဲ့လမ်းစုံရောက်ရင်အဲ့ခေါင်းတီးလုံးကိုမကြော်လိုက်နဲ့အဲ့နားမှာကျွန်တော်စိုက်မတိုင်ခေါင်းတီးလုံးပုံစံလေးနော်ပုံစံလေးမတိုင်ခင်မှာကျွန်တော်စောင့်နေတယ်အဲ့နားလေးရောက်ကျွန်တော်ထပ်ဖုန်းဆက်တော့ဆိုဖုန်းထပ်ဆက်ပြီးတော့သူနဲ့ကျွန်တော်လည်းမမြင်ဘူးလေတခါမှမမြင်ဘူးရန်ကုန်မှာလည်းမတွေ့ဘူးမန္တလေးမှာလည်းမတွေ့ဘူးဒီလိုပဲဖုန်းထဲကနေပြီးတော့တယောက်နဲ့တယောက်မိတ်ဆက်ပြီးတော့နော်ဟိုတွေ့ဖို့သွားတာအဲ့နဲ့အေးကျွန်တော်ခေါင်းတီးလုံးတော့တွေ့နေအေးခေါင်းတီးလုံးတွေ့နေဆရာရက်လိုက်တော့အဲ့ဆရာဘာကြီးရဝတ်ထားလဲကျွန်တော်ကညိုရောင်မှာကျွန်တော်ကဖြူရောင်ဝတ်ထားတယ်ဗျအဲ့လိုပေါ့နော်ကျွန်တော်စိုင်ကဘလိုပုံစံလေးပေါ့အဲ့ဒါ GPS မတုံးတက်တဲ့အဖြစ်အပျက်ကအဲ့လိုပေါ့နော်ဒါပေမဲ့ GPS တုံးတက်သွားပြီဆိုရင်
တစ်ဖက်ကလူကိုတကယ်ချင်းမင်း GPS တုံးတက်လားမတုံးတက်ဘူးဆိုတော့ဖုန်း smartphone ကိုကြိုက်တက်နားလေတက်တဲ့လူငယ်တယောက်ဆိုရင်မင်းရဲ့ဖုန်းဘာသာဆွဲချလိုက် GPS ကိုတီနီယာကိုဖွင့်လိုက်တီနီယာကိုဖွင့်လိုက်ပြီးရတယ် internet ဖွင့်ပါ internet ဖွင့်ပြီးရတယ်ကျွန်တော်ဖိထားပါဖိထားပြီးရတယ်မင်းရှိတဲ့နေရာဟောတော့တီနီယာကိုလမ်းပို့ပေးလိုက်ပါဦးအဲ့ဆိုရင်သူ့ကိုနဲ့ကျွန်တော်တို့ကဘယ်နာနာမည်ကြီးလဲဘယ်နာနာမည်ကြီးလဲလို့ပြောစရာကိုမလိုတော့အောင်လေဘယ်ဆိုင်ကနာမည်ကြီးလဲဘယ်ဆိုင်တို့အောက်မှာငါအင်ဂျီကဘာရောင်အဲ့လိုလုံးစရာမလိုတော့ဘူးเนาะဒါငါတို့အင်ရှစ်တက်ပဲမင်းတို့မတရစောင်းနဲ့မှတ်တိုင်နဲ့တော့ဒီနားလေးအားစမင်းအိုင်နားလေးနဲ့ဘဲမမတော်နဲ့ငါလာခဲ့မယ်အဲ့လိုမျိုးပေါ့เนาะအဲ့တော့ဒီအုတ်ချုပ်ရရတရားမှာတော့လူစိုးတွေတကိုးတွေဂျပိုးတွေကိုဖမ်းချင်တဲ့အခါမှာအဲ့ဆက်ကလေးများထည့်ပြီးလို့ဆိုအဲ့နေရာပြနေတဲ့နေရာအကုန်ဝိုင်းအဲ့လိုပေါ့နော်အဲ့စတဲ့မှာပြတဲ့နေရာအကုန်ဝိုင်းပလေဝိုင်းအိုးထွက်ပေါက်တွေပြေးပေါက်တွေအကုန်လုံးပလေဝိုင်းပြီးတော့ဖမ်းကြဇက်ကားတွေထဲမှာတော့အဲ့လိုကြည့်ရတယ်ဒီနေ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဖျားသားသမီးတွေခင်ယေရှုခရစ်တော်ရွေးနှုတ်တာကိုကဲတင်အောင်ယုံကြည်လက်ခံတဲ့တင်တဲ့ကျွန်တော်ဟာဖျားသခင်ကိုတင်တကယ်ယုံကြည်ကိုးစားတဲ့နှလုံးသားရှိတယ်ဆိုရင်ဖျားသခင်ကကျွန်တော်တို့ရဲ့ GPS ပဲ Hallelujah အဲ့တော့နှုတ်ကပတ်တော်တမန်ကျမ်းစာထဲမှာရှင်ယောဟန်ခရစ်ယာန်အခန်းကြီး1ပိုင်းငယ်1ကနေခုံလောက်ထီလာမသိဘူးကျွန်တော်ဖတ်ချင်ပါတယ်အဲ့တော့ရှင်ယောဟန်ခရစ်ယာန်အခန်းကြီး1ပိုင်းငယ်1ကနေပိုင်းငယ်ပိုင်းငယ်ခွန်တီနော်ဖတ်ချင်ပါတယ်ပြီးရတယ်14 15အဲ့ဒါကိုဆက်ဖတ်ချင်ပါတယ်ကြိုပြီးတော့နော်အစအဦး၌နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်သည်ဘုရားသခင်နှင့်အတူရှိနှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏ထိုနှုတ်ကပတ်တော်သည်အစဦး၌ဘုရားသခင်နှင့်အတူရှိ၏ထိုနှုတ်ကပတ်တော်သည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိထိုနှုတ်ကပတ်တော်၌အသက်ရှိထိုအသက်သည်လည်းလူတို့၏အလင်းဖြစ်ထိုအလင်းသည်မှောင်မိုက်၌လင်း၍မှောင်မိုက်သည်မခံမယူနှုတ်ကပတ်တော်သည်လူစားတိအဖြစ်ကိုခံ၍ကျေးဇူးတော်နှင့်၎င်းသစ္စာတော်နှင့်၎င်းပြည့်စုံလျက်ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ခမဲတော်၌တပါးဒီသောသားတော်၏ဘုံကဲ့သို့သူ၏ဘုံကိုငါတို့သည်မြင်ရကြပြီယောဟန်သည်ထိုသခင်၏အကြောင်းကိုတက်တည်ခံ၍ကြွေးကြော်သည်ကငါနောက်ကြွလာသောသူသည်ငါမရှိမီရှိနှင့်သည်ဖြစ်၍ငါထက်သာ၍ကြီးမြတ်သည်ဟုဆိုရာ၌ထိုသူကိုဆိုလိုသည်ဟုတက်တည်ခံလေဟာလေလုယာဖတ်ကြတော်တယ်နှုတ်ကပတ်တော်တမန်ကျမ်းစာအဖြစ်အားလုံးပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေတမန်ကျမ်းစာထဲမှာအစဖော်ပြတဲ့နှစ်ခုရှိတယ်အဲ့ဒါကရှင်ယောဟန်ကပြောတယ်အစဦး၌နှုတ်ကပတ်တော်ရှိတယ်အဲ့တော့ကျမ်းစာကနော်ကျွန်တော်တို့တင်းနှစ်သုံးလဲနဲ့ကြည့်မယ်ဆိုရင်တော့ကဘာဦးကျန်1နော်ထွတ်မြောက်ကျန်2နော်အဲ့လိုမျိုးတစ်စင်ပြီးတစ်စင်ကျွန်တော်ကြည့်မယ်ဆိုရင်ရှင်ယောဟန်ကတော်တော်လေးအလေရဲ့နော်တစ်ဖက်ချမ်းကုန်ခံနီးဘက်ချမ်းမှာရှိတယ်ဒါပေမဲ့ရှင်ယောဟန်ကပြောတယ်အစနဲ့ကဘာဦးကျန်နော်တကယ်ရှိကြပါတယ်အရင်စောပါတယ်လို့ကျွန်တော်တို့ယူဆလို့ရတဲ့ကဘာဦးကျမ်းကပြောတယ်အစဦး၌ဖယားသခင်သည်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏လို့သူပြောတယ်အစနဲ့ရှင်ဟောပြောတယ်အစမတူဘူး
စာအုပ်ရဲ့1 2 3 4နဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်စာအုပ်ရဲ့1 2 3 4နဲ့ကြည့်မယ်ဆိုရင်ကဘာဦးကျန်းကအရင်စောတယ်လို့ကျွန်တော်တို့ဘယ်လိုပြောမလဲယူဆလို့တော့ရပါတယ်ဒါပေမဲ့စာအုပ်ရဲ့အစဉ်အလာနဲ့ကြည့်မယ်ဆိုရင်ရှင်ယောဟန်ခရစ်ဝင်ကပြောတဲ့အစကကဘာရဲ့အစကိုသူပြောတာမဟုတ်ဘူးဖယားသခင်ရဲ့ဖြစ်တည်ခြင်းအစကိုသူပြောတာဟာလေလုယာအဲ့တော့